ဒီတရုတ်ဆောင်ကကျွန်တော်တို့အားလုံးအတွက်အမောပြေစီခဲ့တဲ့ character ရဲ့နောက်ွယ်ကလူပါဒါပေမဲ့လို့အဲ့ဒီကာလာတွေမှာသူနဲ့သူမိသားစုနဲ့အတူတူကြော်ဖြတ်ခဲ့ရတဲ့ကိစ္စတွေကကိုယ်တွေထင်သလောက်မယိုးရှင်ခဲ့ပါဘူး Let's do this သူ့နာမည်ကကန်ဂျွန်လို့ခေါ်ပါတယ်သူကကိုရီးယားအမေရိကန်တယောက်ဖြစ်ပြီးတော့သူ့ကိုကိုရီးယားမိဘတွေကပဲမွေးဖွားခဲ့တာပါသူ့ကိုအမေရိကန်နိုင်ငံမှာပဲမွေးဖွားခဲ့ပြီးတော့သူကငယ်ငယ်လေးကလေးကစာရမ်းတော်ပါတယ်ကြီးလာတော့လေသူကဆရာဝန်တယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူ့မှာဝါသနာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကောမဒီတွေဟာသတွေလုပ်ရတာပါအဲ့တော့သူက2000ခုနှစ်ဝန်းကျင်လောက်မှာစပြီးတော့ကောမဒီစလုပ်တယ်ပေါ့နော် stand up comedy လုပ်ပါတယ် stand up comedy ဆိုတာကဒီမတ်တက်ရက်ပြီးတော့စကားပြောတာပေါ့နော်ဟာသတွေပြောတာပေါ့သူကနေ့လည်နေခင်းဒီမနက်ပိုင်းတွေမှာဆရာဝန်လုပ်ပြီးတော့ညဘက်တွေမှာကောမဒီလုပ်တာပေါ့နော်အဲ့လိုနဲ့ပဲ2004ခုနှစ်မှာသူကအိမ်အောင်ကြခဲ့ပါတယ်သူ့အမျိုးသမီးကသူ့လိုပဲ Asian American ပေါ့သူ့အမျိုးသမီးရဲ့နာမည်က Tran Ho လို့ခေါ်ပါတယ်2009ခုနှစ်မှာကန်ချောင်ကသူ့ရဲ့ပထမဦးဆုံးရုပ်ရှင်ထဲမှာသရုပ်ဆောင်ဝင်ကိုရခဲ့ပါတယ်ရုပ်ရှင်နာမည်က Knocked Up လို့ခေါ်ပါတယ်ဒီရုပ်ရှင်မှာဘယ်သူတွေပါလဲဆိုတော့နောက်ပိုင်းတွေမှာကောမဒီနဲ့နာမည်ကြီးလာမယ် Seth Rogen တို့ Jonah Hill တို့ပြီးတော့အခုနောက်ပိုင်း Ant-Man မင်းသားအဖြစ်အားလုံးသိကြတဲ့ Paul Rudd တို့ပါပါတယ်အဲ့ဒီရုပ်ရှင်ကိုသူတို့ရိုက်ကူးခဲ့တာ2006ခုနှစ်မှာဖြစ်ပြီးတော့ director ကလည်းကန်ဂျွန်ရဲ့ performance ကိုအရင်သဘောကျပါတယ်အဲ့ဒီအချိန်မှာကာလာရဆိုရင်သူကဒီ comedian အလုံးနဲ့ doctor အလုံးနဲ့ကိုတွဲလောက်တာက9နှစ်လောက်ကြာပြီပေါ့နော်အဲ့တော့သူ့မျိုးသမီးကသူ့ကိုရုပ်ရှင်ဘက်ကိုပို့ပြီးတော့အားပြုဖို့အတွက်တိုက်တွန်းခဲ့ပါတယ်ဘာလို့လဲဆိုတော့အစတည်းကသာအကြီးအကျယ်မဆွေးနွေးဖြစ်ခဲ့ပေမဲ့သူ့မျိုးသမီးကကန်ဂျွန်စီမှာဟာတာနဲ့ပတ်သက်ပြီးပါရမီပါတယ်ဆိုတာကိုသိပါတယ်အခုနောက်ပိုင်း interview တွေမှာကန်ဂျွန်ပြောခဲ့တာကသူကအဲ့ဒီတုန်းကအလုံးနှစ်ခုကိုခွာလို့ရတဲ့ဟာကသူ့အတွက် safe ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့သူကဒီ acting ဘက်ကိုအပြေအဝကြီးကူကိုသူ့မှာတွန်းဆုတ်ခဲ့တယ်လို့ဆိုပါတယ်သူကသူ့ရဲ့အမျိုးသမီးပေးတဲ့အကြံဉာဏ်ကိုထည့်သွင်းစဉ်းစားခဲ့ပြီးတော့ acting ဘက်ကိုပို့ပြီးတကယ်အားပြုခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာသူက The Step Brothers Pineapple Express Role Models အဲ့လိုမျိုးရုပ်ရှင်တွေမှာ side character အနေနဲ့ပါဝင်ရခဲ့ပါတယ်သူကဆရာဝန်အလုပ်ကိုထွက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးရှိပေမဲ့လို့ရိုက်ကွင်းနေသူ့ရဲ့ stand up comedy ပွဲတွေမှာကြုံလိုမျိုးဝင်ပြီးတော့emergency medical situation တွေဖြစ်လာပြီဆိုရင်သူကဝင်ပြီးတော့ကူညီတယ်ပေါ့လေအဲ့ဒါနဲ့ပဲ2009ခုနှစ်မှာသူတို့ဇနီးမောင်နှံကအမွာလေး2ယောက်ဖြစ်တော့ပါတယ်သမီးလေး2ယောက်ပါဒါပေမဲ့2008ခုနှစ်မှာပဲသူတို့ family အတွက်အကြီးမားဆုံးစမ်းသပ်မှုတွေရောက်လာပါတော့တယ်သူ့မျိုးသမီးမှာရင်သား cancer stage 3ရှိနေပါပြီတကယ်တော့သူတို့လင်မယားနှစ်ယောက်လုံးကအရန်ကို mentally strong ဖြစ်တဲ့သူတွေပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အမျိုးသမီးကလည်းသူ့လိုပဲဆရာဝန်တစ်ယောက်ပါအဲ့တော့သူတို့နှစ်ယောက်ကဒါနဲ့ပတ်သက်ပြီးဆေးပညာအရာလှုပ်တင်လှုပ်ထိုက်တာတွေလုပ်ခဲ့တယ်ပေါ့နော်သူ့အမျိုးသမီးဖြစ်သူ Tran Ho က cancer ဖြစ်ကြောင်းသိပြီးလို့သိမကြဘူး medical board exam ရှိတာတော့တွားဖြေခဲ့ပြီးအောင်ခဲ့ပါတယ်တစ်ဖက်မှာလည်းသူ့ရဲ့အမျိုးသားကို financial ဘိုင်းဆိုင်ရာကိုစိုးရိမ်ပြီးဆရာဝန်ပြန်လုပ်တာမျိုးမဖြစ်ဖို့အတွက်သူကမှားပါတယ်ကန်ဂျွန်ကလည်းဆရာဝန်တော့ပြန်မလုပ်ဘဲနဲ့သူ့ရဲ့အမျိုးသမီးနားမှာပဲ caretaker ဖြစ်နေတယ်တစ်ဖက်မှာလည်းတစ်နှစ်တောင်မပြည့်သေးတဲ့အမွာကလေးလေး2ယောက်ကိုထိန်းနေပေါ့လေအဲ့လိုနဲ့ပဲတနေ့မှာတော့ကန်နိုမိသားစုအတွက် legendary ဖွင့်ရတစ်ခုကြီးရခဲ့ပါတယ်အဲ့ဒါကတော့ The Hangover ပါ Are you guys seriously this The Hangover ရဲ့ Mr. Chow character အတွက် audition တွေဖွင့်ပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာကန်ဂျွန်ကဒါကအခွင့်အရေးကောင်းတစ်ခုလို့မြင်ပါတယ်ဒါပေမဲ့လို့သူကတစ်ဖက်မှာသူ့ရဲ့မိသားစုကိုအချိန်အပြည့်ပေးခြင်းနဲ့စိတ်နဲ့ဘာမှမလျှောက်တော့ဘူးလို့ပဲစဉ်းစားတယ်ပေါ့နော်ဒါပေမဲ့သူ့အမျိုးသမီး Tran ကဒါကိုသိသွားတဲ့အချိန်မှာဒီခွင့်ရေးကိုလက်လွတ်မခံဖို့ပြီးတော့တစ်ဖက်မှာလည်းဒီမိသားစုရေးဒီကျမ်းမာရေးတွေကြုံတွေ့နေရတဲ့ pressure တွေကနေပြီးတော့ creative outlet တစ်ခုခုရရင်ကန်အတွက်ပို့ပြီးတော့ healthy ဖြစ်မယ်လို့မြင်တယ်ပေါ့လေအဲ့တော့ကန်တယောက်ဒီ Mr. Chong ဆိုတဲ့ character အတွက် audition သုံးဝင်ခဲ့ပြီးတော့နောက်တစ်နေ့မှာပဲကန်လန်းချင်းခံခဲ့ရပါတယ်သူကသူ့ရဲ့ဒီ personal life က pressure တွေ anxiety တွေကိုဒီ character ကိုတရုပ်ဆောင်တဲ့နေရာမှာအသုံးချခဲ့ပြီးတော့ Mr. Chong character ကိုပို့ပြီးတော့မငြိမ်မသက်ဖြစ်တဲ့ပုံကိုကောင်းကောင်းကြီးပုံဖော်နိုင်ခဲ့ပါတယ် Mr. Chong ဆိုတဲ့ character ကလည်းအစကတည်းကခံမှန်းရခက်ပြီးတော့အန်ရရှိတဲ့လူတစ်ယောက်ပေါ့လေရုပ်ရှင်ထဲမှာသာရည်ရတယ်ဆိုပေမဲ့အပြင်မှာတော့ဒီလိုလူကအန်ရရှိတဲ့လူပေါ့အဲ့တော့ဒီရုပ်ရှင်အတွက်သွားပြီးတော့တရုပ်ဆောင်တော့ကန်ချောင်တယောက် Mr. Chong character ထဲမှာမထင်မှတ်ထားတဲ့ unscript moment တွေ inside joke လေးတွေသူ့အမျိုးသမီးကိုနောက်တဲ့အနေနဲ့ထည့်ထားခဲ့ပါတယ်
Hangover တွေကတချို့ scene တွေက Las Vegas မှာရိုက်ခဲ့ရတာပါအဲ့တော့အဲ့လိုမျိုး scene တွေရှိတဲ့နေ့တွေဆိုရင်သူကသူ့အမျိုးသမီးဆေးရုံတက်နေတဲ့ LA နဲ့ Las Vegas နဲ့ကိုအသွားပြန်လုပ်ပြီးတော့ရိုက်ခဲ့တာပါအဲ့လိုနဲ့2009ခုနှစ်မှာ The Hangover 1 ကထွက်ခဲ့ပါတယ်ဒီရုပ်ရှင်ကထွက်ချင်းမှာဝဝကွယ်အောင်မြင်ပြီးတော့အားလုံးကလည်းအရန်သဘောကျကြပါတယ်ဒီရုပ်ရှင်တွေက main character 3 ယောက်နီးတူ Leslie Chow character ကလည်းပရိသတ်တွေရဲ့အချစ်တော်ကြီးဖြစ်လာခဲ့ပါတယ်အဲ့ဒါပြီးသွားတဲ့အချိန်မှာ The Community လိုမျိုး TV series ရဲ့ main cast တွေကတူပါဝင်ဖြစ်နှစ်ရှည်ပါဝင်ခဲ့ပါတယ်အဲ့နောက်ပိုင်းမှာ Hangover 2 Hangover 3ပြီးတော့ Crazy Rich Asians တို့မှလည်းပါဝင်ခဲ့ပါတယ်ပြီးတော့ Transformer တို့ Avengers Endgame တို့ Ride Along 2 တို့မှလည်း side character အဖြစ်အသေးစား role လေးပါဝင်ခဲ့ပါတယ် leading role ဖြစ်ဆိုရင်တော့ Dr. Ken ဆိုတဲ့ TV series ရှိပါတယ်သူကအဲ့ဒီထဲမှာလည်းဆရာဝန်ဖြစ်တရုပ်ဆောင်ရပြီးတော့ season 2 ခုရှိတာပါ Despicable Me 1 2 Turbo Penguins of Madagascar အဲ့လိုမျိုး animation တွေမှာလည်းအတန်တရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ပါတယ်အခုနောက်ပိုင်းထဲအားဆိုရင် K-pop Demon Hunter The Max Singer စတဲ့အစီအစဉ်တွေမှာလည်းပါဝင်ပါတယ်အခုချိန်မှာတော့ Ken Jeong ဆိုတာက Hollywood ရဲ့အောင်မြင်ဆုံး comedian တွေထဲကတယောက်ပါဝင်ဖြစ်နေပါပြီအထူးသဖြင့်တော့သူက Asian Western တွေကြားထဲမှာလူကြိုက်အရင်များတဲ့ actor တယောက်ပါသူကတော့အခုလိုမျိုးအောင်မြင်မှုတွေဒီဆရာဝန်အလုပ်ကိုနားပြီးတော့ acting ဘက်ကိုပိုပြီး focus နိုင်ခဲ့တာတွေအဲ့ဒါတွေအားလုံးကသူ့အမျိုးသမီးရဲ့အမြင်ရှိမှုနားလည်မှုနဲ့မှန်ကန်တဲ့တွန်းအားပေးမှုတို့ကြောင့်လို့အမြဲတမ်း credit ပေးထားရှိပါတယ်တကယ်တော့သူက2006ခုနှစ်မှာစပြီးတော့ acting ဘက်ကို focus ပို့လုပ်ခဲ့တာဆိုပေမဲ့လို့သူ့ရဲ့စိတ်ထဲမှာသူကဆရာဝန်တစ်ဝက် actor တစ်ဝက်လိုပဲခံစားခဲ့ရတာပါသူ့အနေနဲ့တကယ်ကြီး actor တယောက်လိုခံစားခဲ့ရတဲ့ကာလတွေကသူ့အမျိုးသမီးနဲ့အတူတူ2008ခုနှစ်တုန်းကကင်ဆာကိုစပြီးတော့ရင်ဆိုင်ခဲ့တဲ့အချိန်ကစတယ်လို့ဆိုပါတယ်သူနဲ့သူ့အမျိုးသမီး Trent နဲ့ကဒီနေ့ဒီချိန်မှာတော့အောင်မြင်ပျော်ရွှင်တဲ့မိသားစုလေးကိုတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့အမျိုးသမီးက Hangover 2 မထွက်ခင်လေးတင်2010ခုနှစ်မှာကင်ဆာကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။သူနဲ့သူ့ရဲ့ character တွေဖြစ်တဲ့ Hangover တွေကလူလေကြီး Leslie Chow community တွေကကျောင်းဆရာ Ben Chang တို့ကတော့ fan တွေကိုအမြဲတမ်းပျော်ရွှင်နေအောင်ဖျော်ဖြေပေးနေအောင်ပါပဲ။အဲ့တော့ Ken Jeong တယောက်ပုံဖော်ခဲ့တဲ့ character တွေတဲကမှသဘောကျတဲ့ scene တွေပါတယ်ရှိတယ်ဆိုရင်လည်း comment မှန်သွားလို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်သဘောကျတဲ့ scene ကိုဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါတယ်အားလုံးပဲ good luck ပါ peace Cut the gray wire. 1, 2. Wait. I don't have a gray wire. I have red, green, and yellow. That's weird. I have light gray, medium gray, dark gray. You do? Man, I forgot. My bad. I'm colorblind. You what? Just cut the middle one.